မင်္ဂလာပါနေ့ကျွန်တော် Guru Pro ရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ကဒီ frequency အားလုံးထဲမှာကျွန်တော်ဒီ low frequency ရဲ့အင်အားကြီးမားတဲ့ပုံကိုကျွန်တော် sharing လေးလုပ်သွားချင်တာပေါ့ဆိုတော့ကျွန်တော်တို့ကဒီကမ္ဘာပေါ်မှာရှိသမျှဒီ frequency အားလုံးထဲမှာပေါ့နော်ဒီ low frequency ကအင်အားအကြီးမားဆုံးနဲ့ဒီလူစိတ်ကိုအထိန်းချုပ်နိုင်ဆုံးဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ low frequency ကိုကျွန်တော်ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ကပုံစံမျိုးမျိုးနဲ့လည်းတွေ့နိုင်တယ်လို့ကျွန်တော်ဒီတေးသချင်းတွေဒီတေးဂီတာတွေမှာလည်းကျွန်တော်တို့ကဒီ low frequency ကိုကျွန်တော်တို့က bass guitar တို့ကျွန်တော်တို့ဒီ kick drum တွေကျွန်တော်ဒီ sub bass တွေပေါ့နော်ဒါတွေကိုကျွန်တော်က music element တွေမှာတွေ့နိုင်တယ်ပေါ့နော်ကျန်တဲ့ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာကြတော့ကျွန်တော်ဒီအရာဝတ္ထုပေါက်ကွဲတန်းတွေဘုံပေါက်ကွဲတန်းတွေကျွန်တော် engine တန်းတွေပေါ့နော်ဒီຢာတွေကိုကျွန်တော်တို့ကကျွန်တော် low frequency လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒီ low frequency ရဲ့ရေးပါမှုကိုကျွန်တော်လူသားတွေဟာဒီဒုတိယကမ္ဘာစစ်အဝန်းကျင်လောက်ထဲအောင်သုံးချခဲ့တာပေါ့နော်ဒုတိယကမ္ဘာစစ်လောက်ကကျွန်တော် Albert Speer ဆိုတာကျွန်တော်တို့ဒီဂျာမန်စစ်တပ်ကဒီပြည်သူ့ကပညာရှင်ပေါ့နော်တန်ဗီရရာဒီ low frequency resonance reflection ဖြစ်အောင်ဆိုပြီးတော့သူတို့ကဒီပေါ့နော် Hitler အတန်တွေကိုပို့ပြီးလေးနဲ့အောင်ဒီတကူအာနာပါဝါပို့ရှိအောင်ပေါ့နော်ဒီ chamber တွေဒီ hall တွေကိုစနစ်တကျဒီစောက်ခဲ့တယ်ပေါ့နော်ဒါတွေကနားထောင်လိုက်လို့ရှိလို့ရှင်နားထောင်တဲ့သူရဲ့ရင်ထဲကိုတုံခါတော့အောင်သူတို့စနစ်တကျကိုသူတို့ဖန်တီးခဲ့တာပေါ့နော်ဆိုတော့လဲစိတ်ပိုင်းဆိုင်ရာအရာထူးထောက်သွားခြင်းအောင်အညံ့ခံခြင်းစိတ်ဖြစ်လာအောင်ဒါမှမဟုတ်လို့ရှိလို့ရှင်စိတ်ကိုသိအမလားလုံးဝ confidence ရှိအောင်အဲ့လို motivation ရှိအောင်အဲ့လိုမျိုးစိတ်လှုပ်ရှားမှုဖြစ်အောင်သူတို့ကစနစ်တကျတိစောက်ခဲ့တယ်လို့ကျွန်တော်တို့လေ့လာတွေ့ရှိမှုတွေအရသိခဲ့ရတယ်ပေါ့နော်ဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီ music တွေမှာလည်းဒီ low frequency ကိုသားပေးထားတဲ့ဒီ dance music တွေကျွန်တော်ဒီ EDM music တွေကိုကျွန်တော်တို့နားထောင်လိုက်လို့ရှိလို့ရှိရင်ကျန်တဲ့ music တွေထက်ကျွန်တော်တို့ခုံပေါက်ချင်နေရမျိုးကချင်နေရမျိုးဖြစ်နေရဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာသတိထားမိမှာပါ